Hello, sama di channel mana? Sama di G20 apa tadi kamu sih kita boleh revision campaign mana? Sama dia, sama di mana na? Temperature, okay na? Temperature နဲ့ပတ်သက်တယ်ဆိုရင်ကျွန်တော်တို့က chapter 4မှာက temperature အကြောင်းရှိမယ် temperature နဲ့ပတ်သက်တာရှိမယ် pressure နဲ့ပတ်သက်တာရှိမယ်ဟုတ်ပြီနော်အခု temperature နဲ့ပတ်သက်တာရင်ပြောမယ်ကျွန်တော်တို့မေးခွန်းကိုဖတ်လိုက်လို့ temperature မှာပေါ့နော်မေးခွန်းကိုဖတ်လိုက်လို့ increasing temperature လို့ဆိုတာနဲ့ကျွန်တော်တို့က endothermic reaction ကို favor ပေးမယ်ပေါ့နော်အဲ့တော့ endothermic reaction ဟုတ်မဟုတ်ဘူးဘာနဲ့စစ်မှာလဲဆိုရင် delta H plus နဲ့စစ်မှာဟုတ်ပြီနော် delta H အပူသည် plus ဖြစ်နေခဲ့တယ်ဆိုရင် endo ဒါမှမဟုတ်မေးခွန်းလှည့်တဲ့သဘောနဲ့ပေါ့နော် equation ရဲ့ဒီဘယ်ဘက်မှာထိပေါင်းထားခဲ့တယ်ဆိုရင်သူဒီ endothermic reaction ဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုမဟုတ်ဘဲနဲ့မေးခွန်းက decreasing temperature ကိုရှာပါလို့ပြောတယ်ဆိုရင်သူဒီ exothermic reaction ဖြစ်မယ် decreasing ဒီ exo ကိုဦးစားပေးတာဟုတ်ပြီနော်အဲ့တော့ exothermic reaction ဟုတ်မဟုတ်ဘာနဲ့စစ်မလဲဆိုရင်ကျွန်တော်တို့ delta H နဲ့စစ်မယ် delta sorry နော် delta H ဒီ minus ဆိုရင်ကျွန်တော်တို့ဒီ exo ဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုမဟုတ်ဘဲနဲ့မေးခွန်းလှည့်တဲ့သဘောနဲ့ဒီကျွန်တော်တို့ equation ရဲ့ပေါ့နော်ညာဘက်မှာအပူပေါင်းခဲ့တယ်ဆိုရင်လည်းဘာဖြစ်မလဲ exothermic reaction ဖြစ်မယ်ဟုတ်ပြီနော်ရပါနော်အဲ့တော့ကျွန်တော်တို့ပု္ပ္ပစာကိုသွားမယ်ဟုတ်ပြီနော်အဲ့တော့ပု္ပ္ပစာကိုသွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဘာကိုကြည့်ရမလဲဆိုရင်မေးခွန်းကိုဖတ်ပြီးဟုတ်ပြီနော်မေးခွန်းကိုဖတ်တဲ့အချိန်မှာကျွန်တော်တို့အများကြီးမဖတ်ဘူးရှာခိုင်းတာက increasing temperature ကိုရှာခိုင်းတာဟုတ်ပြီနော် increasing temperature ကိုရှာခိုင်းပြီးကျွန်တော်တို့ဒီမှာ equation ကြီးပေးထားတယ် delta H လည်းပေးထားတယ်ဟုတ်ပြီနော်အဲ့တော့နံပါတ်1ချက် delta H ကိုကြည့်မယ်နံပါတ်2ချက် exo လား endo လားခွဲမယ်နံပါတ်3ချက်မေးခွန်းကိုစကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်မကနံပါတ်1ချက်ဘာလုပ်လိုက်လဲဆိုတော့ equation ကိုအရင်ကူးလိုက်တယ်ပေါ့နော် equation ကိုအရင်ကူးပြီးတော့ delta H ကိုကြည့်လိုက်တယ် delta H က minus ဆိုရင်ကျွန်တော်တို့က exo လေ exo ကအပေါ်မှာရှိမယ် endo ကအောက်မှာရှိမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကြည့်မယ်အဲ့တော့ exo ကဒီလိုသွားနေတာမဟုတ်လားဟုတ်ပြီနော်ဒီဘက်ကိုသွားနေဆိုကျွန်တော်တို့ forward reaction ဒီဘက်ကိုပြန်လာတယ်ဆိုရင် reverse reaction အဲ့တော့ exo ကအပေါ်မှာရှိနေတဲ့အတွက်ကြောင့်မလို့ forward reaction ဒီ exothermic reaction ဖြစ်မယ် reverse reaction ဒီ endothermic reaction ဖြစ်မယ်အဲ့ဆိုကျွန်တော်တို့ကနံပါတ်1နဲ့နံပါတ်2ကိုပြီးသွားပြီအဲ့ကြတော့မေးခွန်းကိုစဖတ်မယ်မေးခွန်းကိုစဖတ်လိုက်တော့ increasing temperature လို့ပြောထားတဲ့အတွက်ကြောင့်မလို့ increasing the temperature ကျွန်တော်ပြောပြီးသား increasing ဆိုဘယ်သူ့ကိုဦးစားပေး favor ပေးမှာလဲအဲ့ endo favor ပေးမှာအဲ့တော့ favor ပေးပါတယ်ဘာကိုလဲ endothermic reaction ကို favor ပေးပါတယ်ဒီရရနော်အဲ့ဆိုရင် endothermic reaction က forward မှာရှိနေရလား reverse မှာရှိနေရလားဆို endo ဒီ reverse မှာရှိနေအဲ့ကြောင့် reverse reaction ဒီ will be favor ပေးခြင်းခံရလိမ့်မယ်အဲ့ဆိုရင် equilibrium က reverse လို့ပြောရမလားအဲ့ဆိုရင်ညာဘက်ကနေပြီးတော့ဘယ်ဘက်ကိုသွားတာမဟုတ်လားအဲ့တော့ equilibrium ဒီ equilibrium မျှခြေကြီးဒီ shift ရွေ့ရပေါ့နော် from right to left ညာဘက်ကနေပြီးတော့ဘယ်ဘက်ကိုရွေ့ပါတယ်ဟုတ်ပြီနော်အဲ့တော့ညာဘက်ကနေဘယ်ဘက်ကိုရွေ့တဲ့အချိန်မှာဘယ်ဘက်မှာရှိတဲ့ကောင်တွေကဦးစားပေးခံရမှာဖြစ်တဲ့အတွက် more nitrogen နဲ့ hydrogen gas တွေ will be formed ပို့ပြီးတော့ဖြစ်လာမယ်ဟုတ်ပြီနော်ဒီရလားရရနော်အဲ့ဒါကဘယ်အတွက်လဲဆိုတော့ increasing အတွက်အဲ့ဆိုကျွန်တော်တို့ decreasing အတွက်ဆက်ကြည့်အောင်မေးခွန်းက decreasing ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ equation ရေးတာ delta H ကိုကြည့်ပြီးတော့ exo endo ခွဲတာ forward reaction reverse reaction ခွဲတာဒီကတပုံစံနဲ့ပဲ increasing နဲ့ decreasing နဲ့ increasing နဲ့ကွာတဲ့ချက်ဒီနားလေးကွာတာသူက increasing the temperature မှာဒီနေရာမှာပါဝင်တော့မှာလေ decreasing the temperature ဖြစ်သွားပြီဆို decrease ဆိုဘယ်သူ့ကိုဦးစားပေးရလဲ exo ကိုဦးစားပေးတာဆိုတော့ endo နေရာမှာ exo ဝင်သွားမယ် exo ဒီဘယ်ဘက်ကိုသွားနေတာဟိုဘက်ကိုသွားနေတာ forward ကိုသွားနေတာဆိုတော့ဒီ reverse နေရာမှာပါဝင်သွားမယ် forward reaction ဝင်သွားမယ်ဟုတ်ပြီနော် forward reaction ဆိုတော့ဒီဘက်ကနေဒီဘက်ကိုသွားတာဆိုတဲ့အတွက်ကျွန်တော်တို့ left ကနေပြီး right ကိုသွားနေတာမဟုတ်လားအဲ့ဆိုရင် equilibrium shift ပြီး left to right ဖြစ်မယ်အဲ့တော့ right ဘက်ကိုသွားနေတာဆိုတော့ဘယ်သူကပိုဖြစ်ပေါ်လာမှာ nitrogen ပိုပြီးဖြစ်ပေါ်လာဟုတ်ပြီနော်ကျွန်တော်တို့ရေးတဲ့အချိန်မှာသတိထားရမယ်နော်2မထည့်ဘူးအဲ့တော့ ammonia ပေါ့နော် more ammonia gas will be found
အဲ့လိုမဟုတ်ရင်ကွာရုတ်တရက်ကွာဆောင်းပွဲမှာဆိုရင်မေ့တယ်ကွာနာမည်ခေါ်တာလေအဲ့လိုမျိုးမေ့သွားတယ်ဆိုရင် nitrogen လို့မရေးဘဲနဲ့ N2 gas နဲ့ H2 gas လို့ရေးလဲရတယ်ဟုတ်ပြီနော်အဲ့လိုမရေးဘဲနဲ့အရှိကနံပါတ်တွေတော့ဖြုတ်ရေးရမယ်နော် more NH3 gas လို့ရေးပေးလဲရတယ်ဟုတ်ပြီနော်ရမလားရရနော်အဲ့ဒါကမေးခွန်းပြောင်းခဲ့data H minus ကိုမှဟုတ်ပြီနော် data H minus ကိုမှ increase နဲ့မင်းရင်ဘယ်လိုတွက်မယ် decrease နဲ့မင်းရင်ဘယ်လိုတွက်မလဲဆိုတဲ့ဟာဟုတ်ပြီနော်အခုအဲ့ဒီပြီးသွားအဲ့ဆိုရင်မေးခွန်းကဒီ data H minus မဟုတ်ဘဲနဲ့ plus ဖြစ်ခဲ့တယ်ထားဟုတ်ပြီနော်မေးခွန်းကဒီ increase နဲ့ decrease ကအတူတူပဲကွာ data H ကို minus နဲ့ပေးတာမဟုတ်ဘူးနော် plus နဲ့ပေးခဲ့တယ်ဆိုရင် plus ဖြစ်တဲ့အတွက်ကြောင့်အပေါ်မှာပါရှိမှာလဲ N2 ရှိမယ်အောက်မှာပါရှိမှာလဲ H2 ရှိမယ်ရလားရရနော်အဲ့တော့ forward reaction ဒီ N2 ဖြစ်သွားပြီးတော့ reverse reaction ဒီ H2 ဖြစ်သွားမယ်ဟုတ်ပြီနော်မေးခွန်းကတော့ increase ပဲ increase ဆိုအမြဲတမ်း N2 ပဲဒါဒီပုံသေးပဲဟုတ်ပြီနော်အဲ့တော့ equation ကိုသွားကြည့်လိုက်တော့ N2 ဒီပဲဖြစ်နေ forward ဖြစ်နေဆိုတော့ forward reaction က favor ပေးခံရမှာဟုတ်ပြီနော်အဲ့တော့ forward လို့ပြောတဲ့အတွက် left to right သွားမယ် left to right လို့ပြောတဲ့အတွက် NH3 ကပို့ပြီးတော့ဖြစ်ပေါ်လာမယ်ရလားရရနော်အဲ့ဒါကပါလေ data H plus ကိုမှဘာနဲ့စဉ်းစားတာလဲ increase နဲ့အခု decrease နဲ့စဉ်းစားမယ်ဆိုရင်သူက N2 က N2 ပဲ HO က HO ပဲ forward reaction ဒီ N2 reverse reaction ဒီ HO ဒီနှစ်ခုကပြောင်းလဲမှုမရှိဘူးဒီနားလေးမှာစပြီးပြောင်းမယ် increasing နေရာမှာပါဝင်သွားမယ် decreasing ဝင်သွားမယ်ဟုတ်ပြီနော် decreasing ဒီအမြဲတမ်းဘယ်သူ့ကိုပဲ favor ပေးရလဲ HO ကိုပဲ favor ပေးရ HO ဒီဘယ်ဘက်ကိုလာနေတာဒီဘက်ကိုလာနေအဲ့ဆို reverse reaction will be formed အဲ့တော့ဒီဘက်ကိုလာနေတာဖြစ်တဲ့အတွက် right to left အဲ့တော့ဟုတ်ပြီနော် right to left ဆိုတဲ့အတွက်ဒီနှစ်ခုကပို့ပြီးတော့ပေးခံရမယ်ဆိုတော့စလုံးပေါင်းနဲ့ရတယ်ဒါမှမဟုတ် N2 gas H2 gas လို့ရေးပေးလဲရတယ်အဲ့ဆိုရင်ကျမတို့ဒီ temperature နဲ့ပတ်သက်ပြီးတော့မေးခွန်းတစ်ပုဒ်ထဲမှာပဲဟုတ်ပြီနော်မေးခွန်းတစ်ပုဒ်ထဲမှာပဲကျမတို့ဒါ H plus နဲ့မေးခွန်းနှစ်ခုမေးလို့ရတယ်ဟုတ်ပြီနော်ဒါ H minus နဲ့မေးခွန်းနှစ်ခုမေးလို့ရတယ်ဒါ H plus နဲ့မေးခွန်းနှစ်ခုပေးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကိုကခုနကကျွန်မပြောတဲ့ဒီဆက်သွယ်ချက်ကိုသိခဲ့မယ်ဆိုရင် data H plus လာရင်ဘယ်လိုတွက်မလဲဘယ်လိုရေးမလဲပေါ့နော် data H minus လာရင်ဘယ်လိုရေးမလဲဆိုပြီးကိုကစဉ်းစားလိုက်တာ ਨੇ ဒီမေးခွန်းတစ်ခုထဲမှာ၄ပုံလေးပြင်ပြီးသားဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဆိုရင်ဒီ example ကို data H minus နဲ့ decreasing တစ်ခါလေးပြင်မယ် increasing တစ်ခါလေးပြင်မယ် data H plus နဲ့ increasing တစ်ခါလေးပြင်မယ် decreasing တစ်ခါလေးပြင်မယ်ဟုတ်ပြီနော်အဲ့ဆိုဘယ်နှပုံလုပ်ပြီးသားဖြစ်သွားပြီလဲ၄ပုံလုပ်ပြီးသားဖြစ်သွားပြီကြာမှာကြာနော်အဲ့တော့သူ့ရဲ့ main point ကတော့ဒါဟုတ်ပြီနော် increasing ဆိုရင် N2 ကိုဦးစားပေးတယ် decreasing ဆိုရင် H2 ကိုဦးစားပေးတယ် N2 လား H2 လားသိဖို့အတွက်ဆိုတော့ဘာနဲ့ခွဲလဲ data H plus နဲ့ data H minus နဲ့ခွဲတယ်ဟုတ်ပြီနော်အဲ့ဒါပြီးသွားတော့ကျမတို့ကဒီမှာပေါ့နော်ဒီမှာဆိုရင်အဲ့လိုမဟုတ်ဘဲနဲ့မေးခွန်းလှည့်လိုက်တဲ့အချိန်မှာကျမတို့က data H လုံးဝမပေးဘဲနဲ့ဘယ်ဘက်မှာ heat ပေါင်းခဲ့ရင် N2 မှန်းတမ်းသိရမယ်ညာဘက်မှာ heat ပေါင်းခဲ့ရင် HO မှန်းတမ်းသိရမယ်ဟုတ်ပြီနော်ရမယ်နော်အဲ့ဒါဆိုရင်ဒီတစ်ပုဒ်နဲ့ဘယ်နှပုဒ်တွက်လို့ရသွားပြီလဲ၄ပုဒ်တွက်လို့ရသွားပြီဟုတ်ပြီနော်